အိမ်မှာကြွေးပြခင်ဖို့အတွက်အချက်ရည်ဘယ်နှချက်ကုန်လဲဆိုတာကိုခေါင်းချောက်နေရတဲ့ customer လေးတွေအတွက်ဒီဗီဒီယိုလေးမှာတော့အလွယ်ကူဆုံးနည်းလမ်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။အရင်မိုက်တဲ့ feature လေးတစ်ခုဖြစ်ပြီးတော့ Audio Home application ထဲမှာပဲလင်းလင်းတစ်ခုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ Audio Home application လေးကိုဝင်ပြီးတော့ Sidebar ထဲကနေပြီးတော့ Project Calculator လေးကိုနှိပ်ပြရပါမယ်။မျိုးစားလေးတွေကမှပထမအဆုံး floor ကျန်ငင်ကြွေးပြတစ်ချက်နည်းလေးကိုပြပြပေးသွားပါမယ်။ကြွေးပြတစ်ချက်မယ်ဆိုလို့ရှိရင်တော့ဒီမှာ product type မှာလည်း floor type ကိုရေးပေးရပါမယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ဒီမိမိတို့ရဲ့အိမ်ရဲ့ကျန်ပြီး10ပေပတ်လည်ဖြစ်နေရဆိုလို့ရှိရင်တော့ lunch မှာလည်း10ထည့်ပြီးတော့အကျယ်မှာလည်း10ထည့်ပေးရပါမယ်။ကြွေးပြရဲ့အတိုင်းအတာက10ပေပတ်လည်ဖြစ်နေရဆိုလို့ရှိရင်တော့10ပေပတ်လည်တင်လို့ရိုက်ပြီးတော့ calculate လောင်းနှိပ်လိုက်ပြီးဆိုတာနဲ့မိမိတို့ရဲ့အခန်းမှာကြွေးပြအချက်ရည်ဘယ်နှချက်အသုံးပြုရမယ်ဆိုတာလေးထွက်ပေါ်လာမှာဖြစ်ပါတယ်။ကျန်းကင်းပြီးတာနဲ့ကြွေးပြချက်ရည်တွေအပိုလိုမဖြစ်ရလေအောင်ဒါကြောင့်မလို့ Audio Home application ကိုအခုပဲ download လုပ်ပြီးတော့ project calculator လေးကိုအသုံးပြုလိုက်တော့နော်။